ဒီကဘောလူငယ်တွေကိုဒီကတာပြောချင်တာပေါ့လူတယောက်အောင်မြင်ဖို့အတွက်မရှင်းဖြစ်ရှိရမယ်ဒီရှင်း၅ခုအကြောင်းကိုပြောချင်ပါတယ်နော် internet အနေနဲ့လေ့ကျင့်ထားရရှိတယ် external အနေနဲ့လေ့ကျင့်ထားရရှိတယ်ဒီ connection တွေကောင်းအောင်လေ့ကျင့်ရနော်အဲ့ဒီတယောက်ကဘယ်မှန်တက်ကမှလာပြီးဖြည့်ဆည်းလို့မရအောင်မြင်ပါပဲတေချာပေါ့အောင်မြင်ပါအဲ့ဒါဘုံတော့အောင်မြင်ဖို့အတွက်အခြေခံလိုအပ်ချက်ကနံပါတ်1ကတော့မိတ်ဆွေကောင်းရှိတယ် girlfriend ပေါ့ have a girlfriend ကိုမှမိတ်ဆွေကောင်းရှိရမိတ်ဆွေကောင်းဆိုအခုကိုကမောင်တွေ့ရတာဒီဝင်းညမှာရှိတဲ့သူတွေတော့မိတ်ဆွေကောင်းပေါ့လားအလုပ်ဆိုရင်ပြန်လာလို့ကြော်သူအောင်တို့ကိုကမောင်တွေ့တာအပြန်လဲမိတ်ဆွေကောင်းပေါ့ကိုကောင်တွေ့တဲ့ညီကိုဒါညီကိုချင်းဆိုတော့လည်းဒါအပြန်လဲမိတ်ဆွေကောင်းပေါ့ညီကိုချင်းမသိမြတ်ဘူးဆိုရင်မိတ်ဆွေလို့ပြောလို့မရဘူးမိတ်ဆွေဆိုတာစာလုံးပြောရင်မိတ်တတအေတာမိတ်စတိတိတေဟတိတိမေတ္တာမိတ်ဆွေဆိုတာအပြန်လန်ဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ဆန္ဒရှိတာမိတ်ဆွေပဲကြောက်ကြောက်အပြန်လန်ဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ဆန္ဒရှိရဒါဆိုမိတ်ဆွေတချို့ဆရာတပည့်ဖြစ်နေတယ်တပည့်ကအိုးတော်သွားမှဆရာမဖြစ်စေချင်တယ်တချို့မိဘတွေရှိတယ်မိဘတိုင်းဟာသာသမီကိုတော်စေခြင်းနဲ့မှန်တယ်ဒါအခြေခံဖြစ်တော့မှန်တော်တော်ကြီးထူးထူးချွန်ချွန်ဖြစ်လာတဲ့ကငါ့ကိုကြော်ချင်တာလားဆိုတာမျိုးရရှိတတ်တယ်နော်ဒါကြောင့်လောကကြီးမှာမိတ်ဆွေကောင်အရေးကြီးဆုံးဆိုတဲ့နေရာမှာအရှင်အနန္ဒမိတ်ဆွေကောင်ရှိဖို့မြတ်စွာဘုရားတပည့်တော်စဉ်းစားလိုက်တာမိတ်ဆွေကောင်ရှိဖို့က90ခန်းလုံးအရေးကြီးတာပဲအောင်မြင်ဖို့အတွက်မိတ်ဆွေဟာ90ခန်းလုံးအရေးကြီးတယ်။ဒါမြတ်စွာဘုရားရှင်အာနန္ဒာဒီလိုမပြောရဘူးအာနန္ဒာဒီလိုမျိုးနဲ့မိတ်ဆွေက 100% မိတ်ဆွေကောင်းကိုကင်းပြီးတော့အောင်မြင်တဲ့သူလောကမှာမရှိဘူး။လောကီပဲဖြစ်ဖြစ်လောကုတ္တရာပဲဖြစ်ဖြစ်။ဒါဘုရားတိတော့မိတ်ဆွေကောင်းရှိလို့တရားဝါတွေကြွတ်တက်မှညာရတယ်။ဒါကလောကုတ္တရာပဲ။အဲ့လိုပဲဘုန်းတော်ကမိဘကလည်းမိဘအနေနဲ့ရှိတာတစ်မျိုးရှိတယ်။မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့လည်းရှိနိုင်တယ်။ဒါကိုယ့်ထက်အစင်းမြင့်တဲ့မိဘတချို့မိဘကြတော့လေမိဘအနေနဲ့ရှိတယ်သို့သောမိတ်ဆွေကောင်းတစ်ယောက်အနေနဲ့မရှိဘူးသားသမီးတွေကိုမထိန်ကြောက်တတ်ဘူးအောင်မြင်မှုလမ်းကြောင်းပေါ်မှာချမပြတတ်ဘူးလွှမ်းမိုးခြင်းစိတ်များတယ်သူကတော့ချစ်တာတော့ဟုတ်တယ်ဒါပေမဲ့သူ့ရဲ့ချစ်နည်းကနေသနဲ့မှန်တော့မိတ်ဆွေစိတ်မဖြစ်တော့ဒါကြောင့်သားသမီးနဲ့မိဘရန်သူတောင်ဖြစ်သွားဘုန်းဘုန်းတို့ရွာဘက်မှာဗခွနဲ့ပြည့်တယ်လေးခွနဲ့ပြည့်တယ်အဖေနဲ့သားနဲ့ဆရာနဲ့တပည့်တွေနဲ့နှောင်ချိန်ချနေတယ်ကြားဘူးတာလေတွေ့လဲတွေ့နေအခုခေတ်သူဘိုးတော်ဆိုလားဟုတ်လားအဲ့ပါလဲဆိုမိတ်မဖွဲ့တတ်တာအပြန်အလှန်အကျိုးစီးပွား impact ကောင်းစေတဲ့ဟာကိုအပြန်အလှန် supporting မပေးနိုင်တာပေါ့ဆိုတော့မိတ်ဆွေတို့ကဘာတော့ဆိုတော့ကိုယ် impact ကောင်းအကျိုးကျေးဇူးတွေဖွံ့ဖြိုးတိုးတက်အပြန်အလှန်ကျေးဇူးပြုနိုင်တာပဋ္ဌာန်းလို့ပြောတော့ဥပနိတ္တယပစ္စည်းပုဂ္ဂလောပိဥပနိတ္တယပစ္စေနပစ္စည်းရောမိတ်ဆွေကောင်းရှိတာဆရာကောင်းရှိတာပတ်ဝန်းကျင်ကောင်းရှိတာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဥပနိတ္တယတတ္တိနေတယဆိုတာအမိပဲ sport တာပဲအဲ့မှာဥပဆိုတဲ့စကားလုံးထည့်ကြအလွန်အရေးကြီးတဲ့အထောက်ပံ့လို့ပြောတယ်ဟုတ်လားဒါကြောင့်မိတ်ဆွေကောင်းရှိသွားပြီပတ်ဝန်းကျင်ကောင်းရှိသွားပြီလူတယောက်ကအောင်မြင်ဖို့အတွက်အများကြီးရေးကြည့်တယ်ဒါကြောင့်မြတ်စွာဘုရားမင်္ဂလာသုံးမှာအတေဝနာဇဘာလနဲ့မိတ်ဆွေယုတ်တွေရှောင်တော့လို့ပြောတာပဏိတနိစ္စတေဝနာမိတ်ဆွေကောင်းတွေရှားပေါင်းတယ်ပူဇာသပူဇနေရတယ်အဲ့ဒီလူတွေကိုအတိမတ်ပြုပေးရတယ် appreciate လုပ်ပေးရတယ်ကျေးဇူးကုန်သိရတယ်ဒီသုံးခုကဖွံ့ဖြိုးတိုးတက်ဖို့အတွက် communication process မှာအရေးကြီးဆုံးအဲ့ဒီ source ပြတ်သွားရင်မရတော့ဒါကြောင့်လူမိုက်ကိုရှောင်တာစားအလူမိုက်ဆိုတာဒီနေ့ခေတ်ကျတော့ရှင်းရှင်းလေးလူမိုက်ကဘယ်လိုရှာမလဲဆိုတော့ခုဒုတ်သုံးချောင်းရှောင်ဒုတ်ဘယ်နှချောင်းနံပါတ်1က80ဒုတ်တယ်မိမလိုက်စားတာယောက်ျားလိုက်စားတာအပျော်ပါလိန်တူပဲဖြစ်ပေါ့ဒီကာမဂုဏ်ကိစ္စတွေမှာအပျော်ကျူးတာ80ဒုတ်လို့ခေါ်တယ်အဲ့ဒီလူကဂုဏ်တိတ်ခါတွေကခဏလေးနဲ့ပြည့်စည်သွားနိုင်တယ်တော့မို့ဂုဏ်တိတ်ခါတွေတက်မလာနိုင်ဘူးအမွှေးတောင်မပြောင်းဘူးဆိုတာအဲ့လိုမျိုးဖြစ်တတ်တယ်အာကိုကောင်မောင်တို့ရဒီဒေတာဝဉ္ဉ္တကယ်ကိုအာကိုအားထားယူတတ်တဲ့သူဟာကိုကောင်တို့ရဇလန်းရှုပ်တယ်ပြတော့ခဏလေးနဲ့ထိုးကြပါလူတယောက်ကိုအမွှေးတောင်မပြောင်းတကယ်ဒီဂုဏ်တိတ်ခါကိုဖြစ်စည်းနိုင်တာဟာအဲ့ဒီတော့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်နော်အပျော်ကျူးတာတွေပေါ့ဗျာဒါကြီးကိုကောင်းနေနော်အဲ့တော့တတိထားမှာလူတွေအပျော်ကျူးနိုင်တဲ့ဝန်းကျင်တွေပတ်သက်မရှာနဲ့ဟိုတယ်ဖွင့်ရင်တော့ဘာမှမဘူးဘာမှမအဲ့ဟိုတယ်တဲမဲ့သူမရှိဘုံဘုံတော့ဟိုတယ်မဖွင့်ရင်နေလေသည်လူတွေကိုဘားတွေကလပ်တွေနဲ့ဆွဲပြီးတော့အပျော်ကျူးခြင်းတဲ့စိတ်နဲ့
ငွေရှာတာတော့မကောင်းဘူးခေါင်းသာသာပဲရှိပါနော်ဆိုတော့အဲ့ဒီလိုနီးနှန်းနေရင်ပတ်သက်မရှာပါနဲ့နည်းနည်းရတာအရေးကြီးတန်ရှင်းဖို့အရေးကြီးတယ်နောက်ကျောလုံးနေဖို့အရေးကြီးပါတယ်ဟုတ်တယ်မလားကိုကြောင့်သူများမထိုက်တဲ့အခုလိုခက်ပြက်တဲ့အချိန်မှာနော်တမ်းမြင်ပြက်လေစီးပွားတက်လေစီးပွားရှာလို့လွန်လွယ်ပါတယ်သို့တော့တမ္မာအာတိဝါနဲ့စီးပွားရှာဖို့တော့ခက်တယ်နောက်ဆက်မတင်ဖို့အရေးကြီးပါတယ်ဒါကြောင့်အဲ့ဒီတော့အပျော်ပါးကျူးတဲ့လူတွေအပျော်ပါးတွေနဲ့ကလပ်တွေဘားတွေတကကြီးပတ်စံလွယ်လွယ်ရရန်ကုန်မှာကျဲတဲ့နေရာတော့ကလပ်တွေဘားတွေဆိုစီလို့ပတ်စံမရှိဘူးလို့ညှိနေကြတယ်အဲ့ဒီမှာဘလို့သုံးနေတယ်မသိဟန်ကနေဝင်သွားရင်တကကြီးနေသုံးသိန်း50တရားအခု Happy Birthday ကကိန်းမိုးတွေဘာတွေခွဲရတာလို့စေးတင်ပြီးချရတာဟုတ်တယ်မလားโอเคရှူတယ်ဤတွေချတယ်ဒီလိုမျိုးတွေသွားအဲ့ဆိုအဲ့လူတွေမှာပမာဒလို့ခေါ်တဲ့မီလီယံမှုတွေအာကြီးသွားတယ်အဲ့ဒီကဏ္ဍတွေနဲ့စီးပွားလုံးဝမရှောင်ယူအရေးကြီးပါတယ်အဲ့ဒီကဏ္ဍဟာကိုယ်တိုင်ဖြစ်စေသို့မဟုတ်သူတစ်ပါးတွေပါဖြစ်စေပျက်စီးစေတတ်တယ်ကိုယ်တိုင်လည်းဒီ80တုပ်လို့ခေါ်တဲ့အပျော်ပါးကျူးတာနဲ့ပတ်သက်ပြီးတော့ရှောင်ကျဉ်ရမယ်မိမမြူနဲ့လို့လည်းမပြောဘူးရည်သားမထားလို့လည်းမပြောဘူးကာမဂုဏ်မခံသားနဲ့လို့လည်းမပြောဘူးလူတိုင်းမှာဒီဆန္ဒရှိနော်အဲ့ဒီဆန္ဒကိုအတိုင်းအတာနဲ့ထားရတယ် limitation ထားရတယ်နော်အဲ့နယ်ပယ်မှာ extend ဆွဲလုပ်လိုက်ရင်သူ့နယ်ပယ်ကမကျင်းတော့ဘူးမန္တတုစัจ जा မင်းကြီးကကျွင်းကြီးလေးကျွန်းလို့အုပ်ချုပ်ရတယ်ကျွင်းကြီးလေးကျွန်းကကြိုက်တဲ့သူမရတော်လို့ရတယ်အဲ့ဒါလောက်ထိသူ့ရဲ့ဩဇာအာဏာကြီးတယ်ကျွင်းကြီးလေးကျွန်းလုံးကအမျိုးသမီးတွေချောလာတွေသူသဘောကျတယ်ဆိုကောက်တာပဲအဲ့ဒါအားမရအောင်နတ်ပြည်ထိတက်ပြောပါတယ်ဖះအလောင်းတော့လေးသိင်တဲ့ကဘာသိန်းပါရင်ဖြည့်ခဲ့တယ်ဒီနောက်ဆုံးဖះဖြစ်မဲ့ကဘာမှာတောင်းညံ့နေသေးတာဝုဒုသင်ဆိုတာလေအေးဝုဒုသင်ရဲ့ကဘာအလုံးနဲ့ကြောက်စရာကလေးသိင်တဲ့ကဘာသိန်းပါရင်ပြည့်ပြီးသားနောက်ဆုံးကဘာမှာတောင်းညံ့နေသေးတာအဲ့တော့စတုမာရဲ့နတ်ပြည်တက်သွားတယ်စတုမာရဲ့နတ်ပြည်ကအလှန်ရှုချွန်ပေးလိုက်တယ်စတုမာရဲ့တက်သာဝရိနာပိုကောင်းပါတယ်ဆိုတော့မြစ်ဘုံတော်တိတိရောက်သွားတယ်ရောက်တော့တရားမင်းရတယ်သူကပါဝါကြီးတယ်ဆိုတော့နတ်ပြည်တဝက်ခွဲပေးရတယ်တရားမင်းမှာမရပေါင်း2ကလေး5သန်းတယ်ဆိုတော့25သန်းကျော်ရှိအတဝက်ခွဲပေးရနတ်ပြည်ရဲ့ယူဇနာ1000ကျည်တယ်ယူဇနာ9000အုပ်ချုပ်ရေးပေးရ authorized person ထားအဲ့ဒါကိုတရားမင်း36ယောက်ပြောင်းတော့တာဘုရားလောင်းကကာမဂုဏ်ခံစားလို့မပြီးသေးဘူးတဲ့လူတွေရဲ့တတန်ရှည်ခြင်းနတ်တွေတက်ရှည်သွား36မြောက်တရားမင်းကျတော့အာနာသိမ့်တာသူကငါလည်းနတ်ပြည်တပြည်လုံးအုပ်ချုပ်အောင်မှသူကတင်းတိမ်မယ်ဆိုပြီးတော့လှုပ်လိုက်တာလေလောဘကြီးတော့နတ်ပြည်နေပြုတ်ကျသွားတယ်ဘုရားလောင်းမန္တာတုစัจ जा မင်းကြီးဒါကြောင့်ကာမဂုဏ်က extend လုပ်ရင် extend လုပ်သလားမတင်းတိမ်ဘူးဝသွားတယ်ဆိုတာမရှိပါဘူးဒါကြောင့်80တုပ်အပျော်ပါးကျူးတဲ့ဟာကိုဟိုစိတ်ကိုအပေါ်ပါကျူးကျင်တဲ့ဘက်မှာသွားပြီးတော့ချမထားပါနဲ့ပို့ပြီးတော့ဖွင့်ပြပြီးနေပဲကျဲသွားရင်ပျက်စီးဖို့ပဲရှိပါတယ်နော်အဲ့ဒီဟာတွေနဲ့နေပဲကျဲနေတဲ့သူဟာမိတ်ဆွေရုပ်ပဲဖြစ်လိမ့်မယ်ကိုယ်တိုင်လည်းအဲ့လိုမျိုးမလုပ်ဖို့သတိထားနောက်တစ်ခုကတုရဒုတ်တဲ့တုရဒုတ်တာဆိုမွေးစေဝါတွေတောင်းတာရှူတဲ့ဟာပဲဖြစ်ဖြစ်ရှိုက်တဲ့ဟာပဲဖြစ်တောက်တဲ့ဟာပဲဖြစ်ဖြစ်အခုခေတ်ကျတော့လွယ်သွားပြီလေဘီယာတိုင်းရက်တိုင်းကိုရတိုင်းတက်ပို့ပေါ်တယ်ဒီမွေးစေဝါတိုင်းအကုန်လုံးပေါ့ဆိုတော့တုရမေရယမစ္ဆာတုရဆိုတာသေကြီးမေတ္တရဆိုတာသေရက်မစ္ဆာဆိုတာကမွေစေဘုရားဆောင်းထည့်ဟောတာသေကြီးသေရက်မွေစေသေကြီးဆိုတာဘာလဲဆိုတော့ဝိုင်းနေကိုပြောတာနော်လူနှစ်ဘလောက်ဝိုင်းနေအသီးတွေပွက်နေတဲ့ချက်ထားတဲ့ဟာတွေကဝိုင်းနေနော်သေရက်ကျတော့ဇက်ယုံနေမှာချက်တဲ့ခုန BE တို့လို့ဘာတို့လို့ညာတို့အဲ့လိုမျိုးဟာတွေကဒါသေရက်မစ္ဆာဆိုတာကရှူတဲ့ဟာရှိုက်တဲ့ဟာအရွက်ပဲဝါဝါအဖက်ပဲသားသားငွေပဲရှူရှူအည်ပဲတောက်တော့အဲ့ဒါကြတော့မစ္ဆာ dark ပေါ့ heroine တွေ opposition တွေအဲ့ဒီကုန်ထက် dark အဲ့ဒါတွေကမစ္ဆာပေါ့သူရာမေရယမစ္ဆာဘာဖြစ်ဆိုတယ်လဲဆိုကိဝတ်ကဒီကြမှာလားပမာဒကုသိုလ်တရားတွေမေလျော့စီလို့တဲ့ mindfulness ဖြစ်သွားမြတ်စွာဘုရားကျမ်း mindfulness အမြဲတမ်းသတိရှိဖို့အပ္ပမာဒလို့ပြောတယ်အပ္ပမာဒနော်စီးပွားရေးလို့ခုနတကကြီးသတိပေးတယ်ခင်မကောင်းဘူးနော်အပြောဆိုသတိတာအမြဲတမ်းသတိရလွတ်လွတ်ပြစီးပွားရေးလူမှုရေးသွားရေးလာရေးဘုံဘုံပင့်တယ်ဖုန်းတယ်လီဖုန်းနံပါတ်တောင်းတယ်ဘယ်လူတိုင်းပေးရမလဲဘယ်လိုရွေချက်နဲ့ပင့်တာဘယ်လိုရွေချက်နဲ့ပြောတာလဲမှမသိဘူးလူတိုင်းကိုကြည်ညိုနေတာမဟုတ်ဘူးလေလူတိုင်းကိုအစုံမလို့အမြဲတမ်းသတိထားနော်
လူမဲ့တမ်းမဲ့ဖះဆိုတော့လေယုံကြည်လို့မရဘူးသူ့ရဲ့နောက်မှာဘာတွေရှိနေလဲပေါ့နော်ဒါဘုန်းတော်အမြဲတမ်းသိတယ်ဒါကြောင့်လူပဲဖြစ်တယ်ဘုန်းကြီးပဲဖြစ်တယ်အမြဲတမ်းသတိနဲ့နေရမွေးစေသုံးလိုက်အဲ့သတိပျောက်သွားတယ်ဒါကြောင့်ဒီပြီးတော့တို့ကဗျာနည်းနည်းအတောင်စားလေးပါမှစကားပြောလို့ရတာဟုတ်ပါတယ်ဆိုပါတော့အဲလောကီအရာတို့အဲ့အတောင်စားရဲ့နောက်မှာအပြန်လန်ပေးဆက်ရတာဘာတွေရှိလဲပေါ့ဒါသတိထားတဲ့အချက်ပေါ့နော်အဲ့ဒါကိုကရှောင်းနိုင်လိမ့်နောက်တော့ပါဝါကြီးလိမ့်မယ်ဝိဇေဝနဲ့ပဲစင်စင်ချင်းလဲတဲ့ခါကိုမှပါဝါပိုးပြီးတော့ပြည့်သွားတယ်ပါဝါဆိုတာမမြင်ရဘူးတခါကြီးဒါပေမဲ့စွမ်းအားရှိနေတယ်အဲ့မမြင်ရတဲ့ပါ well power spiritual power ကအခုနပြောတဲ့တာမန်ခုနသူလူကိုလိုအစဉ်ပြေအောင်ဆက်ဆံတဲ့ power တဲ့မြင်တယ်မိမပြည့်စင်တဲ့ကို power ကိုကြာမသွားသေးဘူးအဲ့ဒါကရေရှည်ဆက်ဆွေးနေပဲဖြစ် train ယူလို့ရပါတယ်အဲ့ဒါလေးနော်အဲ့ဒါလေးလည်းလေ့ကျင့်စီခြင်းနဲ့ဆိုတော့ဒါကြောင့်သူရတော်မွေးစေဝါတွေဆိုတော့လူရတဲ့ပို့ပြီးတော့သုံးဆောင်တာလေးလည်းဖြစ်မှာပေါ့ဗျာနော်အဲ့ဒါလေးသူရတော်နောက်တစ်ခုအခါတော်လောင်းကစားဘုန်းကြီးတွေကျွဲခတ်လို့လေဇကိုင်းရဘုန်းကြီးတွေပါဟိုကျွဲခတ်လိုက်တာကြောင်းတစ်ချမ်းပါသွားမြေတစ်ချမ်းကုန်သွားတနေ့ဘုန်းသွားဟောတဲ့တငယ်ချင်းပါကျောင်းဆရာမတွေကျွဲခတ်လိုက်တာဒူဘိုင်းရောက်သွားရိုးသားတဲ့သူတွေအကုန်လုံးကလောင်းကစားနဲ့တွေ့ရင်မရိုးသားတော့လူရိုးတင်ချိုင်းကုန်းဆရာဆိုတာအဲ့ဒါပဲလောင်းကစားတော့သွားတော့မထိလိမ့်နဲ့ဗျာဒါကြောင့်ဘုန်းကဂိမ်းကဘလို့ဂိမ်းနေနေဘုန်းကမသက်ဆိုင်ဘူးလို့ပဲထားတယ်နော်ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ပဲထားတယ်သွားမဆန်းနဲ့သွားမလို့နဲ့နွားပြုတ်သွားမယ်ဆိုတာတဲ့သားတွေနော်ဒါကြောင့်အဲ့ဒါပါလဲဆိုအခါတော့ဒါကြောင့်လူတယောက်ကလိမ်မာလားမလိမ်မာလားဆိုတာဟိုအပြောဆိုယဉ်ကျေးနေတာနေကြီးတယ်အတိုင်းတာမနေဒါအချက်အခြေခံသူ့ရဲ့ structure ကိုကြည့်လိုက်အဲ့ဒီတော့အပြောမှကျူးသလားသူ့ဓာတ်တော့ဝိဝိသေဝတွေလွန်လွန်ကျူးကျူးသုံးဆွတ်တယ်လားတော့ဝိဝိသေဝလက်ရင်နဲ့သူလားနောက်တစ်ခုကအခါတော့လောင်ကသားကျူးသလားအဲ့ဒီသုံးခုကလည်းသိပွားမရှာနဲ့ဒီသုံးခုကိုယ်တိုင်လည်းမလုပ်နဲ့ကိုယ်ဝန်းကျင်ကိုလည်းအဲ့ဒီတိုင်းပြီးစားနေတခါကြီးကိုခမောင်တွေတက်လုံးရှာတော့တဲ့ဟာတွေကိုယုံကြည်ရတဲ့လူတခါကြီးကတရားတွေကိုကျူးတယ်ဆိုပါတော့ခဏလေးနဲ့ကုန်သွားမယ်နော်ဘယ်သူပဲဖြစ်ဖြစ်ဟုတ်တော့မလားကိုတဲ့အလုတ်ရှင်နဲ့အလုတ်သမားဆိုအပြန်လန် balance အပြန်လန်မိခိုးနေရတယ်ဘုံတို့နိုင်ငံသားမှာနေကြတော့အလုတ်ရှင်တော်တော်သိုးတာကောင်းတော့မကောင်းဘူးမြတ်ကိုယ်တွေလည်းလောက်ခဲ့တာဘာလို့လဲစက်ယုံကြီးကို short တိုက်ရင်မီးရှို့တာခဲ့ဒေါ်လာတန်း30ကျော်တန်းနဲ့ဆက်ရကုန်တာပဲအလုတ်သမားညင်အလုတ်ရှင်ခံရတယ်ဒါကြောင့်မြတ်စွာဘုရားရှင်အလုတ်သမားကျင့်ဝတ်က5ခုအလုတ်ရှင်ကျင့်ဝတ်က5ခုဆို employee ကျင့်ဝတ်တွေကိုသင်္ကန်းဝါဒသုံးဟောခဲ့အကျင့်ချုပ်လိုက်တယ်ဆိုအပြန်လန်အကျိုးစီးပွားကိုပဲကြည်ပါတဲ့ဒါကြောင့်မိတ္တအပြန်လန်ဖွံ့ဖြိုးတိုးတက်လို့တဲ့စိတ်နဲ့ဆက်ဆံပါဟုတ်နော်အဲ့ဒါအရေးကြီးတယ်ဒါကြောင့်ဘုန်းတော်ဒုဗ္ဗနဲ့ချောင်းတော့တစ်ချောင်းလောက်ရရင်သေးတယ်နော်3ချောင်းလောက်ရရင်ကြေးပါသွားတယ်လူတွေလည်းတည်ဘဝတွေလည်းကြေးပြီးတော့အခုတိုင်းပြည်ပြက်နေရတာပဲနော်အကြည့်လိုက်လေဒုတ်တွေအကုန်ဝါရိုက်ဘုန်းကြီးတွေလည်းရိုက်ခံနေရတယ်နော်ဒီလားရှင်တွေလည်းရိုက်ခံနေရတယ်နော်လူတွေလည်းရိုက်ခံနေရတယ်သွားလိုက်လေဒီအပျော်ပါးတွေနေရာတိုင်းမှာပျော်ပါးတွေပဲပေါ့လူတွေကလည်းဘလောက်သိပင်မဲ့ပျော်တရားပွဲလေးတာဟေ့လို့ထည့်ပြလိုက်တို့မြန်မာပြည်အကုန်မေ့သွားတယ်ပွဲကနေရရင်နိုင်ငံရေးသီးပွားရေးအကုန်မေ့သွားဒါကြောင့်မေ့သွားတယ်နော်မူရင်းအကြောင်းအရာတွေမေ့သွားဒါကြောင့်နံပါတ်1မိတ်ဆွေကောင်းရှိရမယ်မိတ်ဆွေကောင်းရှိတဲ့တရားမှာယုံညံ့တဲ့တော့မဟုတ် quality မပြည့်တဲ့မိတ်ဆွေတွေကိုသတိထားပြီးပေါင်းအောင်မယ်အလုပ်သဘောအရာဒါလျောက်ပေါင်းလို့ရတယ်နဲ့ဆက်ဆံတဲ့အခါ communication process မှာ error တက်နိုင် error တက်ရင်ဘယ်နေရာ error တက်တာလဲလို့ဘုန်းတို့ကွန်ပျူတာပေါက်မှာထိုးကြည့်တယ်လို့ပေါ့အဲ့မိတ်ဆွေကို scan ဖတ်ကြည့်ရတယ်အဲ့လိုလုပ်တာဟာဒါဘုန်းတို့မိတ်ဆွေကောင်းကိုဘယ်လိုမျိုးရွေးချယ်မလဲမိတ်ဆွေကောင်းဘယ်လိုရှိမလဲမိတ်ဆွေကောင်းဘယ်လိုချမ်းရံထားမလဲဆိုတော့ဒါအရေးကြီးပါတယ်မိတ်ဆွေကောင်းမရှိရင်အဖွဲ့အစည်းကမဆိုပြေတော့မတည်သန်းတော့နော်ကစင်ကလျားဖြစ်နေတဲ့ဒါကြောင့်ကတဲ့ကလျားမှာဥဆောင်ရတဲ့သူကပိုးပြီးတာဝန်ကြီးတယ်ဒါကြောင့်မိတ်ဆွေကောင်းကိုယ့်ရဲ့ community ကို harmony ဖြစ်တဲ့ unity ဖြစ်တဲ့ပုံစံတစ်ခုအနေနဲ့တည်ဆောက်ပါမိတ်ဆွေဖွဲ့ပါမိတ်ဆွေဖွဲ့တဲ့နေရာမှာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဆိုပြီးပါပါတယ်ကာယကံအပြင်ရောကြံကြက်တန်းတန်းတွေ့တိဆက်ဆံတာတွေမပြုသင့်ဘူးဝစီကံအပြင်ရောကြံကြက်တန်းတန်းရိုင်းပြပြနှိမ့်နှိမ့်ချစိတ်ထဲရှိတယ်လို့မထင်သလိုမပြောပါ
F and down communication ကလည်းဒါအရေးကြီးတယ် management လုပ်တဲ့အခါမှာဒီ bottleneck ကိုသွားရမယ်ဆိုရင် bottom ဖြစ်တဲ့ပုံကိုအောက်ကလူကအထက်ကိုပြန်ပြောရင်ပို့ပြီးတော့တိမ်မွေးဖို့လို့အထက်ကနေအောက်ကိုကင်ရွယ်တဲ့နေရာမှာညင်သာဖို့လို့တကယ်သူကလိမ်မာပန်းတက်မှာဒီ management level အဲ့ဒါမြတ်တယ်အဲ့ဒီခု senior နဲ့ junior ကြားမှာ gap ဖြစ်သွားပြီဆိုတာနဲ့အဲ့ပြဿနာဖြေရှင်းလို့မပြီးတော့လူချင်းချင်းပြဿနာဖြစ်နေပြီဆိုဖွံ့ဖြိုးတိုးတက်မှုတွေအားလုံးဆုံးရှုံးသွားတယ်ဥပမာလေးတစ်ခုဝေသားလေးပြီးဘယ်လို့မှစစ်တိုက်လို့မရဘူးဘယ်လို့မှစစ်တိုက်လို့မရစစ်ရင်အားလည်းမများဘူးခဏထိုင်ဝမ်တို့လိုအစ္စရေးလိုလိုပဲချင်းချင်းလေးဝေသားလေးဆိုတာချင်းချင်းလေးလက်သူဝင်မဲနေတတ္တိရှိညီညွတ်တယ်တန်ထာကာရလွတ်တော်စနစ်နဲ့အုပ်ချုပ်တာကဏရာသာမဲပိပြီးရွေးချယ်ပြီးအလက်ကျစနစ်နဲ့သွားတာ election ရှိတယ်ဘုရားရှင်လက်ထက်နဲ့ဘယ်လို့မှစစ်တိုက်လို့မရဘူးသူတို့မှတကယ်ကို defense power တွေရောဘာတွေအကုန်ပြည့်ပြည့်စုံစုံရှိတယ်အဇာဇတ်တဲ့ရဲ့စစ်ရင်ကခဏခေတ်ဆိုအမေရိကန်တို့လိုတရုတ်လိုအင်အားကြီးတယ်အဲ့ဒီကတိုင်း16တိုင်းမှာမကရာတိုင်းရာတကြိုးကစစ်ရင်ကကြောက်ခမန်းလေးလေးကျန်တဲ့16တိုင်းလုံးထဲသူ့ရဲ့စစ်ရင်ကကြီးတယ်သူနဲ့ပြိုင်ကြသလိုဘုံဘုံတို့ကောသလတိုင်းပဲရှိဘယ်လို့မှစစ်တိုက်လို့မရကောသလတိုင်းကဘယ်တည်းကောသလမင်းမရှိတဲ့နောက်ပိုင်းမှာကောသလတိုင်းရဲ့စစ်ကအာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးတော့ဒီကရဏတို့အာဏာသိမ်းမှုဖြစ်ပြီးတော့ကောသလတိုင်းကစီးသုံးလူပြတ်သွားတယ်အဲ့တော့အဲ့ဒီအချိန်မှာမကရာတိုင်းကအင်အားကြီးဆုံးဖြစ်နေတယ်အင်အားကြီးဆုံးဖြစ်တဲ့မကရာတိုင်းကဝေသာလီကိုဘယ်လို့မှစစ်တိုက်လို့မနိုင်ဘာဖြစ်လို့လဲဆိုအဲ့ဒီဝေသာလီရဲ့လူတွေညီညွတ်နေလို့တဲ့အဲ့တော့ဘာလို့မဆိုတော့ဝတ္တကာလပုံနာညီညွတ်နေတဲ့သူတွေသွေးခွဲမှာကွာဆိုရင်မီဒီယာတွေသွားမှာပေါ့မီဒီယာသွေးခွဲလို့အကောင်းဆုံးနေရပဲလေဟုတ်လားဒီနေ့တော့မီဒီယာတခါကြီးလဲကိုယ်လုပ်လို့ရတယ်ရည်ကြည်ချင်တဲ့ထောင်ဟုတ်လားပြောနေစဒီကနေ့ wrong information တွေတအားများတယ်ဒါကြောင့်ဘုန်းတော်ပြောတာသာရိပ္ပဘုဒ္ဓရလည်းရှာကိုယ်မှာ data ရှိရ data တွေကိုရှိပြီးမှ information တွေပေါ်မှာကိုကclassify လုပ်နိုင်တာတကယ်ကိုကောင်းတဲ့ဟာလားမကောင်းတဲ့ဟာလားအကျိုးသီးပွားဖြစ်မဲ့ဟာလားမဖြစ်မဲ့ဟာလားကိုယ်မှာ data မရှိဘူးဆိုရင်ဘာမှလုပ်လို့မရအဲ့ဆို information က wrong information နော်အမှန်တရားကတကားခေါက်မလို့ပဲရှိသေးတယ်အမှားကဘာပတ်ပြီးသွားပြီအဲ့ဒါတင်းဆိုရင်ကမီဒီယာအင်အားကြီးတဲ့ဟာတွေကိုဘုံဘုံလို့တာမန်လူမပြောနဲ့နော် Donald Trump ဟာတော့ BBC ကဘယ်လိုလုပ်တွန့်ထုတ်ပြလိုက်ဟုတ်လား Donald Trump ဒီတကယ်ကို live link ပြီးတော့နော်မိကွန်းပြောနေတဲ့ဟာကြီးကိုဖြတ်ညက်ကက်လုပ်ပြီးတော့လေ BBC သတင်းဌာနလှုပ်ထလိုက်တယ်ဘယ်တော့ကြောက်စရာကောင်းလဲမီဒီယာရဲ့သဘောကနော်အင်အားကြီးတယ်လို့ဖြည့်ဆည်းစွမ်းအားလည်းကြီးတယ်ဒဲဆိုစက္ကန့်ပိုင်းနဲ့လူကြီးတန်3-4တောင်လောက်ဒီကိုသတင်းချက်လက်အမှားတွေရောက်ပါဒါကြောင့်အဲ့ဒီဟာတွေကိုအဲ့ဒီသတင်းတွေကိုစားသုံးတဲ့သူတွေမှာ data မရှိဘူးမှန်ကန်တဲ့ data မရှိဆို right thing မလုပ်နိုင်တော့ right thing မလုပ်နိုင်ရင် right view ဖြစ်တော့ဟောတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပပျောက်သွားပြီအဲ့ဒါသူရဲ့ decision တွေအကုန်လွဲတော့တာပဲဒါကြောင့်ဒါအရေးကြီးပါတယ်နော်ဆိုမိတ်ဆွေအဲ့ဒါမိတ်ဆွေတွေစားမရရင်စာဥစ္စာပဲလူမိတ်ဆွေဆိုတဲ့အတိုင်းပဲဟောတက်ရှိမိတ်ဆွေတွေရှိဖို့လို့တတ်မဲ့မိတ်ဆွေတွေလည်းချမ်းရမ်းထားတက်ရှိတတ်မဲ့မိတ်ဆွေတွေကိုယ်တည်တမ်းမှာပြည့်စုံပြီဆိုရင်တော့လုံးဝကို sexual ဖြစ်တဲ့ပတ်ဝန်းကျင်တစ်ခုကိုကတည်ထောင်တာပြီတကယ်ကြီးအဲ့ဒါတည်ထောင်အောင်အဲ့ဒါကိုတည်ဆောက်အဲ့ဒါမတည်ဆောက်နိုင်ရင်တကယ်ကြီးအရေးရှိမခံဘူး sustainable ဖြစ်ဖို့ဆိုတာ community တစ်ခုလုံးကို improvement ဖြစ်အောင်လုပ်ထားနော်အဲ့ဒီအတွက်မိတ်ဆွေစိတ်မွေလုံခြုံရေးကိုဘုရားကိုယူမဟုတ်ရင်ဒီထဲမှာခိုးမဲ့သူတွေဝတ်မဲ့သူတွေ hack မဲ့သူတွေနော်အကုန်ပေါ်လာလိမ့်မယ်အဲ့ဒါကိုကဘာလို့ maintenance မလုပ်နိုင်လို့ control မလုပ်နိုင်လို့အဲ့ဒီဟာဘုန်းအရေးကြီးတာဒါကြောင့်လူတွေကအောင်မြင်ဖို့တိုးတက်ဖို့နံပါတ်1အရေးကြီးဆုံးချက်ကဘာတော့မိတ်ဆွေကောင်းရှိရစနစ်တကျလေ့ကျင့်ထားမယ်နော်မိတ်ဆွေကောင်းရှိရနောက်နံပါတ်2ကဆုံးမတကနာကြမှတ်သားပဲဒီကကြီးပါကျုပ်ဆရာတော်ကြီးတို့ကြွတယ်ဆရာတော်ဘုရားကြီးများကြွတယ်အလကားအပြင်းပြေကြွခိုင်းတယ်မဟုတ်ဘုန်းကြီးတွေလည်းအားတဲ့ဘုန်းကြီးတွေမဟုတ်ဘာလို့တော့ဆုံးမတကလာပေးတာအဲ့တော့ကျေးဇူးတော်ရှင်ရွှေဦးမင်းဆရာတော်ဘုရားကြီးကလောကမှာအဆုံးမကင်းပြီးလိမ်မာတဲ့သူတယောက်မှမရှိဘူးတဲ့အဲ့ဒီအဆုံးမထဲမှာလည်းမြတ်စွာဘုရားရှင်ရဲ့အဆုံးမသာလျင်ပြည့်စုံတယ်မြတ်စွာဘုရားရဲ့အဆုံးအမမှာပြည့်စုံဘာဖြစ်လို့လဲမြတ်စွာဘုရားရှင်ကိလေသာကင်းတော့ကိလေသာကင်းတဲ့ဖြစ်တဲ့ discrimination မရှိတော့ဘူးဘာလိုက်တာမရှိတော့ virus မဖြစ်တော့ခွဲခြားတာမရှိတော့ရှင်ဒေဝရအပေါ်နဲ့နာလာဂရိစင်အပေါ်နဲ့သားတော်ရာဟုလပေါ်နဲ့တသားတဲ့ချစ်တယ်ဘယ်လိုလို့စဉ်းစားလို့တော့မရနော်ဟိုသူ့ကြောင်ပေါင်းနဲ့တွန်းချတယ် reef
မရိမှုနဲ့ဘုရားနှစ်ခါဆွဆွဲခံဘုန်းတို့တာမန်လူမပြောနဲ့နော်သုံးသတိပရမတ်ကိုမရိချင်းတက်ဖြတ်ပါတယ်ဆိုပြီးတော့ဆွဆွဲတယ်ဇေတမနာလည်းသူကိုယ်ရမှပြစ်ထားခဲ့ပါတယ်ဆိုပြီးဆွဆွဲတယ်ကောမတ်နေမှာတော့ကိုပြောတဲ့ကောသံပြီးသွားတဲ့အခါမာဂန္ဒီကလူငှပြီး9ရက်သေးခိုင်းတယ်9800တို့ဘာလို့ဆိုအခုနောက်မှမဟုတ်ဟိုတော့နဲ့ရှိတယ်လူငှပြီးသေးခိုင်းတာညိုတဲ့တောင်မရောက်သေးဘူးဆဲမဲ့သူတွေအရင်ကြိုးရောက်ဆဲလိုက်တာမိုးကုံမုံလို့ဘုရားရှင်လည်းတီးခံပါလေဒါကြောင့် bad comment ဆိုတာလေအဲ့ဒါတွေမြေလန်းရှာတယ်အိန္ဒိယရဲ့စွန့်ပင့်လို့ကြွသွားတာငကိုရောက်နေတဲ့တခြားကန်းရဲ့ဘုံကြီးကဘုရားကိုလက်ညှိုးထိုးပြီးဆဲတယ်လက်ညှိုးထိုးပြီးဆဲတယ်တို့တာဆိုထရိုက်ပါပေါ့ဟာတို့မှအင်အားလည်းရှိတယ်ထရိုက်လိုက်မှာပေါ့တော့ဘုံထပြန်တော့ပေါ့ဘုရားတီးခံတယ်အဲ့ဒီပုံကိုယ်တွေပေါ်မှာမေတ္တာမပြတ်ဘူးတော်တော်ဆွမ်းကြည့်အဲ့ဒါ well power လို့ခေါ်တယ်နော် spiritual power မြင်တယ်လို့ဒါကြောင့်ဘုန်းတော်မြတ်စွာဘုရားရှင်အဆုံးအမ bias မပါအောင် corruption မရှိဘူးဒါကြောင့်အဆုံးအမတော့မြတ်စွာဘုရားရှင်အဆုံးအမတွေဘုန်းတော်ကောင်းကောင်းလေ့လာထားဖို့လိုတယ်လမ်းကြီးလောက်ထားမယ်နော်လေ့လာသင်ယူထားဒါကြောင့်နံပါတ်1ဆိုးဆုံးမမှုတခါကြီးတို့ဒီဘက်ကတခါလေးတွေကိုညီတွေညီမတွေရွယ်ပါဘယ်လိုလုပ်တာလဲရုပ်တရက်လွယ်မလဲဆရာတော်ဘုရားတွေကြွလာတဲ့အခါစနေနေ့ကျဘုရားရဲ့ဘာသာရပ်တွေကိုကြကြနနလေ့လာသင်ယူထားတဲ့လူကြပြန်ပြောတော့လွယ်လွယ်ကူသိမသွားဘူးလားအဲ့ဒါတန်ခါရဲ့တန်ဖိုးအဲ့ဒါ value ဆိုတာပြောတာလမ်းဘေးမှာဘောလုံးမထိုင်လုံးနေတဲ့ဘုန်းကြီးတွေကိုကြည့်ပြီးတန်ခါသွားပြီး image မရှာနဲ့ကိုမြင်တဲ့လောက်ပဲလေအခုတကယ်ကြီးကိုကမောင်တို့နဲ့ပေါင်းတော့ဆရာတော်ဘုရားကြီးတွေမတွေ့ရဘူးလားကိုတန်းနဲ့ကိုမြင်တာပါလူဆိုတာနော်ကိုကဘယ်လိုဘုန်းကြီးတွေမြင်ကိုတန်းကဘယ်တန်းလဲလို့ပဲတွက်ပေါ်ဗျာနော်ဟလာတမဏေမနာတမနောတဲ့ဂောနိနာဂောနောတဲ့နွားချင်းပေါင်းပါပေါ့ပညာရှိချင်းပဲပေါင်းပါပေါ့ပညာကိုတန်ဖိုးထားတဲ့ဝန်းကျင်ပဲပညာရှိတွေရောက်လာတာပညာကိုတန်ဖိုးမထားတဲ့ဝန်းကျင်ကတော့တာမန်လူတွေပဲရောက်လိမ့်မယ်တာမန်လူတွေရဲ့အတွေ့အခေါ်ဟာဟိနောယုံညံ့တဲ့ဂံဘောရွာသားတွေရဲ့အတွေ့အခေါ်တော့ဖြစ်တဲ့ပောထုဇနီကောအေးချင်းမပြည့်မီတဲ့သူတွေရဲ့အလုပ်ဖြစ်တယ်အနရိယောအကျိုးစီးပွားမပြည့်ဘူးနတ္ထတန်ဟိတောနိဗ္ဗာန်တော့ထောက်ပံ့ဖြစ်ဘူးဆိုဓမ္မစကြာမဟောထားအဲ့ဒါဆိုတော့ကိုပေါင်းတဲ့ဟာဝိညာဉ်ကဘယ်လိုမျိုးလဲဆိုတာသိဖို့တော့ဒါကြောင့်ဆုံးမစကားနားထောင်ရတယ်အဲ့ဒီဆုံးမစကားထဲမှာဘုရားရှင်ရဲ့အဆုံးအမတွေကပြည့်စုံဆုံးပဲဘာဖြစ်လို့တော့ဆိုတလုံးနဲ့ virus နဲ့ပါလို့ B နဲ့ virus ဆိုရင်တော့ဘာလို့ဘတ်မလိုက်ဘူးဗျာ V နဲ့ virus ဆိုတော့ပိုးမပါဘူးပေါ့ဗျာဘယ်လိုပဲ virus ပဲပြောပါဟုတ်လားပိုးကြိုက်ဆိုတဲ့ဟာလည်းမပါဘူးဘတ်လိုက်တာလည်းမပါဘူးလွယ်လားအဲ့ဒါမျိုးတွေရဖို့လွယ်လားမလွယ်ဘူးဒါကြောင့်အဲ့ဒါကိုမြဲမြဲနေလို့တန်ဖိုးထားရတယ်အဲ့ဒါကြောင့်ကိုရင်ရဟုတ်လားတနေ့လက်ထဲမှာရှိတဲ့သဲပွင့်အရေးအတွက်တော့ငါ့ကိုဆုံးမပေးမဲ့သူတွေရောက်လာရင်ကောင်းမှာပဲလို့ဆန္ဒအာတိတ wish to do သူ့မှာဆုတောင်းတာဆန္ဒဖြစ်တယ်ညံ့တော့တာကိုပြောတာနော်ဖះကိုယ်တိုင်သူ့ဖေပဲလေတို့တော့သူ့လိုအဲ့လိုဆုံးမပေးမဲ့သူတွေအများကြီးတူလိုချင်တာညသောပြချင်းအဲ့လိုအဆုံးမပေးတဲ့သူကိုရွှေအိုးပြတာနဲ့တူတယ်လို့ပြောတယ်ရွှေအိုးကြီးကိုမင်းဒီမှာကွာရွှေအိုးကြီးတူးလို့ပြောရွှေအိုးကတဘွားပဲသုံးလို့ရအဆုံးမကောင်ကိုဘွားကြီးတစ်ခုလုံးအများကြီးကိုအဆင်ပြေသွားစေတယ်နော်အဲ့တော့ဘဝမှာခက်ခဲကြက်တဲ့ပြဿနာတွေကြုံတဲ့အခါပညာရှိသူတော်ကောင်းတွေဟာစာအုပ်စာပေကနေဖြည့်ပြရကိုရှာကြတယ် solution လုပ်ဖို့အတွက်စာအုပ်စာပေကောင်းတွေဖတ်တယ်အဆုံးအမကောင်းတွေနားကြကြတယ်ဘဝရဲ့ဒီ traffic ဖြစ်နေတဲ့အပိုင်းတွေကို solution လုပ်ဖို့ problem solving လုပ်ဖို့ဟုတ်လားအဲ့အတွက်ဘုန်းတော်ဒီအဆုံးအမကောင်းတွေစာပေကောင်းတွေရှိနေဖို့ကိုလိုတာအဲ့ဒါမရှိရင်လူကဤဘော်တော်ကြီးဖြစ်ပေါ်တော်တော်ကြီးဖြစ်လူကပွားပြီးဟုတ်လားတကယ်ကြစ်လေးမရှိဘူးပေါ့နော်ဒါကြောင့်စိုးဆုံးမကိုနာယူရမယ်နှစ်ချက်ရှိသွားပြီနော်နံပါတ်1ကမိတ်သေးကောင်းရှိရမယ်နံပါတ်2ကအဆုံးအမကောင်းနေနာယူရမယ်အဲ့ဒီနှစ်ချက်ကမိတ်သေးကောင်းရှိရမယ်အဆုံးအမကောင်းမိတ်သေးကောင်းကြီးရမယ်ဒါက external force အပြင်ပ external supporter တွေပဲဒါပြင်ဘက်ကနေပြီးတော့ရှားမယ်ဟာအပြင်ဆွမ်းအားနှစ်ချက်နောက်တစ်ခုကနံပါတ်3ကကိုကျင့်သီလရှိရမယ် character is power power က power ထဲမှာ character ဆိုတဲ့ power အဆင့်မြင့်ဆုံးပဲကိုကျင့်သိက္ခာအကောင်းဆုံးဆွမ်းအားပဲအကောင်းဆုံး
အရင်နေပဲအရင်နေပါမရှိနဲ့ကြောသူအောင်အရင်နေမရှိဘူးမရှိပေမဲ့တခါကြီးကယုံကြည်တယ်ကိုကမောင်တို့ရယုံကြည်တဲ့ကအဲကြောသူမင်းတာလောက်ကွာအင်းမလို့ရင်ငါထုတ်ပဲလို့ဟာဒီကောင်တစ္ဆာရှိတယ်မှန်တယ်အလုပ်ကိုကြိုးစားတယ်တတ်တတ်ရဲ့လို့တတ်တယ်အဲ့ဒီလူအတွက်ကငွေမလို့ဘူးငွေမလို့သူ့ကိုငွေနဲ့သူ့ကိုဖွံ့ဖြိုးတိုးတောင်ကူညီပေးမဲ့သူတွေအစင်းနဲ့ရှိတယ်ဘာရေးကြီးရောကာရိုက်တာကောင်းတယ်ဒါကြောင့်ဘုံဘုံကလူငယ်တွေတင်တန်းပေးတဲ့ခါလူငယ်တွေတွေ့တယ်ဘုံဘုံတို့ကိုယ်တိုင်လည်းငကိုယ်တော့ကအလုပ်တွေအမျိုးမျိုးလုပ်ခဲ့ဘူးလေကိုယ်တိုင်လည်းအလုပ်သမားအနေနဲ့လုပ်ခဲ့ဘူးလေအဲ့မှာဘာပြောချင်တာလဲဆိုတော့လူတွေကရိုးသားဖို့ထက်ဒီတစ်ခုကိုပညာကုံတစ်ခုကိုသင်ဖို့ထက်ပတ်စံလွယ်လွယ်ရမယ်ပိုးရမယ်ဆိုတဲ့စီကိုတောက်လျှောက်ပြီးတော့အင်္ဂလိပ်လို critical လို့ခေါ်တယ်အလုပ်ခဏခဏပြောင်းတယ်အလုပ်ပြောင်းတဲ့သူကစိတ်မငြိမ်လို့အလုပ်တစ်ခုကိုမစူးစိုက်နိုင်လို့ဘယ်လိုလုပ်ဒီလုံးနဲ့ပတ်သက်ပြီးတော့သင်ခန်းစာရမလဲလူငယ်အရွယ်မှာပတ်စံရှာဖို့ထက်အလုပ်တွေးကြုံရှာဖို့ကပိုအရေးကြီးတယ်အလုပ်သမားလိုအောက်သက်ကြေခဲ့တဲ့သူကအလုပ်ရှင်ဖြစ်တဲ့အခါအဆင်ပြေတယ်အလုပ်သမားတွေရဲ့အထာကိုသိသွားအလုပ်သမားဆိုအလုပ်သမားစိတ်လိုနေအလုပ်ရှင်လိုညီမှန်းချက်ထားစိတ်ကအလုပ်သမားစိတ်လိုနေရအလုပ်သမားလိုကျွတ်ကျွန်းနွံ့နွံ့ရှိရညီမှန်းချက်ကြတာအလုပ်ရှင်လောက်ထားအမြဲတမ်းသက်လုံးအလုပ်သမားလုပ်လို့မရဘူးလေဖုန်းတို့မျိုးဆက်စဟုတ်တော့မလားအလုပ်ရှင်လိုညီမှန်းချက်ထားတယ်အလုပ်သမားလိုလုပ်ရတယ်ပြီးတော့ဝန်ထမ်းဆိုဝန်ထမ်းလိုပဲအောက်သက်ကြည့်အောင်လုပ်ရတယ်ဒါကြောင့်ပညာသင်ယူတဲ့အရွယ်မှာငွေကြေးကြီးနောက်ကြေမလိုက်နဲ့ပညာဘလောက်ရလဲဆိုတဲ့ဝင်းကျင်ကငွေကြေးတဲ့တန်ဖိုးကြီးပညာတက်တော်တဲ့သူတွေကငွေရမလို့ချင်အောင်ရအဲငွေနောက်လိုက်ရင်တော့ပညာတစ်ခုကိုစုံကန်းတိုင်အောင်အတွေ့အကြုံတစ်ခုကိုစုံကန်းတိုင်အောင်မရရင်သက်သက်လုံးလဲကိုအလုပ်ရှင်မှာဖြစ်ဘူးဒါကြောင့်အလုပ်သမားစိတ်ငွေအောက်သက်ကြည့်ပါစေအလုပ်ရှင်တို့မျောလင့်ချက်ထားရည်မှန်းချက်ထားပြီးကြိုးစားရမယ်အဲ့ဒီအရေးကြီးတော့ဘာအရေးကြီးဆိုတော့ character ကိုချင်းသိက္ခာကောင်းပါစေအသုံးပြုံးကြည်တာတွေသူများက iPhone ကိုင်လိုက်ကိုင်ကိုနဲ့တန်လားပေါ့နော်ဒါခဏခဏပြောင်းကိုလိုက်ပြောင်းတန်မလားပေါ့အသုံးလို့ရင်တော့နိုင်ငံခြားမှာတထေးတွေကကြီးပတ်လောက်ပဲသုံးတာဘောရနိုင်ငံကတထေးလားဆင်းရဲသားလားမသိဘူးအများစုဒီတက်စခရင်တွေနဲ့နောက်ဆုံးပေါ်ပုံးတွေကိုအကင်များသောဟာဒီအခြေခံလူဒန်းသားနဲ့တော့မဟုတ်သူတဲ့နည်းနည်းလေးမြင်လာတဲ့ level ပဲတထေးတွေကတိတ်မကင်ဘူးနော်ဖုံးလဲခဏခဏမပြောင်းသူတို့တွေကအဲ့ဒါလေးတွေသိထားဆိုတော့ဘုန်းတော့ပတ်စံရှာပြီးရင်စုပြီးရင်ရင်းနှီးမြုပ်တယ် recover လုပ်တဲ့အခြေခံတက်ကံမရှိဘူးအဲ့တွေးကြုံနေမရှိဘူးလူကပြည့်သိဖို့လိုရတော့ငွေရှာတာမခတ်ဘူးပညာတက်ဖို့လိုတယ်ငွေထိန်းဖို့ခတ်တယ်အဲ့ဒီငွေကိုပွားဖို့ကြတော့ investment လုပ်တတ်ဖို့လိုတယ်ရင်းနှီးမြုပ်နှံတဲ့အမျှော်မြင်မရှိရင်တက်လုံးမကြည့်ပါဘူးနော်တချို့ကချမ်းသာတယ်ဒါပေမဲ့ तू အလုပ်သမားနည်းနဲ့ချမ်းသာတာ तू အလုပ်မလုပ်ရင် तू ငွေမရှိတော့တချို့ကအလုပ်ရှင်နည်းနဲ့ချမ်းသာတာ investment လုပ်ထားတာချိုးတင်မြင်နေအေးစေး तू ကကန်းချီလဲသွားလိုက်တာပဲနော်ပွဲတွေပါတွေလည်းတက်နေတာပဲပတ်သက်လည်းဒီတိုင်းဝင်နေတာ तू ရင်းနှီးမြုပ်နှံတယ်လို့ဒါကြောင့်ငွေရှာနည်းငွေထိန်းနည်းငွေကိုရင်းနှီးမြုပ်နှံနည်းအဲ့ဒီအကုန်လုံးက character ကိုပဲ base လုပ်တယ်ကိုကျင်တရားကောင်းတာနဲ့အဲ့ဒီသုံးခုလုံးကလွဲသွားတယ်ကိုကျင်တရားမကောင်းတော့ငွေကိုရတဲ့နည်းနဲ့ရှာတယ်စပြီးပျက်စီးငွေရလာရင်ငွေရအဲ့လူကထပ်ဖြတ်သွားတယ်သွားရောရင်းနှီးမြုပ်နှံမှုဆိုတာအဝေကြီးခုပြောတဲ့ကြွက်ခတ်တယ်နွားခတ်တယ်နဲ့သွားရောအကုန်လုံးအဲ့ဒါကြောင့်ငွေရှာပါငွေရှာတတ်ဖို့အတွက်ပညာကိုကြိုးစားသင်ပါပညာဆိုတာတက္ကသိုလ်ပညာတွေကျောင်းပညာတွေကိုထားခဲ့လိုက်တော့အဲ့ဒါတွေကိုပြောတာမဟုတ်ဘူးအသက်မွေးကျောင်းတက်ပညာကိုကပါအယောင်းဝယ်လားအယောင်းဝယ်ဆိုအယောင်းဝယ်တယ်ရုံလုံးကလည်းရုံအဲ့ဒီဟာပြင်းတဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုစိတ်စသက်ဖြစ်အောင်လေ့ကျင့်သင်လို့ပါအဲ့ဒီခွင့်ရရမလွယ်ပါဘူးနော်ဒါကြောင့်ငွေရှာတတ်အောင်ပညာသင်ပါပြီးရင်ငွေကိုထိမ့်သိမ်းကင်တယ်ပါငွေကြောင့်လူမပြတ်သေးသေးပါနဲ့ပြီးရင်ငွေကိုရင်းနှီးမြှုပ်နှံပါ investment လုပ်ပါငွေကိုမရင်းနှီးတတ်ရင်နော်ငွေရငွေကိုပြန်မရှာနိုင်တွေလူကငွေကိုဖတ်ဖတ်မောအောင်ရှာနေရခစ်ပြောင်းတာနဲ့အများအဲ့ခစ်နောက်ကပြောင်းနဲ့စက်တင်လိုက်ချင်တာမလွယ်ဘူးတို့ investor တွေအတွက်တော့အဆင်ပြေတယ် inflation တွေနိုင်ငံရေးတို့အဲ့ဒါလေးတွေအကဲခတ်ပြီးတော့ဘယ်လိုနေရာမှာ invest လုပ်ထားမလဲဆိုတာနားလည်ရင်ငွေကအဆင်ပြေတိုးပွားဖို့အတွက်အခက်အခဲမရှိတော့အဲ့ဒီသုံးခုလို့ရဲ့အနှစ်ချုပ်ကပါတော့ကိုချင်းတရားပဲကိုချင်းတရားမပြည့်စည်တဲ့သူတွေကအဲ့ဒီသုံးခုလုံးကိုစနစ်တကျလေ့ကျင့်ယူလို့ရtrain yourself ကိုလေ့ကျင့်ယူရတာနော်တို့ internet power ဖြစ်သွားပြီအကျင့်သိက္ခာသူများကျင့်ပေးလို့ရလားအစုံမဘုံလာပြောပေးလို့ရတယ်
ဟုတ်ပြီနော်ဘုံစာအုပ်လေးတွေရေးပြီးဖတ်ခိုင်းလို့မရဘူးလားရတယ်နော်မိတ်ဆွေကောင်းတကယ်ချင်းကောင်းနေမရှိနိုင်ဘူးလားကိုချင်းသိက္ခာမကောင်းရင်ဘာမှမရတော့ဒါကြောင့်အခုဒါကြောင့်အင်တာနက်ဖြစ်သွားပြီနံပါတ်1ကိုချင်းသိက္ခာကောင်းအောင်မယ်ဟောနောက်နံပါတ်2ကဝိရိယရှိရမယ်နော်ဟိုအေးရထနောက်ကြတဲ့သူကဘဝမှာရရနောက်ကြတော့တာပဲမနက်9 နာရီလောက်ထားတဲ့အလေးချင်းကိုလေ့ကျင့်တာအဲ့တဲ့တဏှာကြီးနောက်ကြကြည့်မနက်ပိုင်းမှာလောရမှာစရဏကိစ္စတွေမပြီးတော့လူကစရဏမရှိရင်လူကလုံခြုံရေးမရှိတယ်လို့တယ်လီဖုန်းတွေကို password တွေမမျိုးခံတယ်ကွန်ပျူတာထဲမှာ password တွေ library တွေ face ID တွေရောဘာလို့ sexual ဖြစ်အောင်ကာကွယ်တာလေကိုကြအလွတ်ကြီးထားတာကိုယ့်ရဲ့နေတဲ့ဘဝထဲမှာကိုယ့်ရဲ့စရဏပိုင်းပေါ့မှာဘုရားရှိခိုးတာဂုဏ်တော်ပွားတာပဋိစိတ်တာမေတ္တာပွားတာအဲ့ဒီစရဏကမရှိတဲ့ကကိုယ်မှာလုံခြုံရေးမရှိတယ်လို့ပဲဂါယုကိုယ်ကောင်တွေမပြည့်နဲ့နော်မဟုတ်ရင်ဝန်ထမ်းတွေဘလောက်ထားကိုယ့်ရဲ့တကယ်ကိုယ်တိုင်းလုံခြုံရေးရမရှိဘူးအိန္ဒိယနာကန်ဒီဘယ်သူကလောက်ကြတာသူ့တတ်တော်ဆောင်ကလောက်ကြတာလေဟုတ်လားအနည်းဆုံးလူကရန်သူအကြီးဆုံးပဲအသတိထားကြနော်ဒါကြောင့်ကိုယ့်ကို secure ဖြစ်ဖို့အတွက်ဆိုကိုယ့်ရဲ့စရဏနဲ့ပါဝါမြင့်ထားလူတယောက်ကစရဏအားကောင်းရင်သူ့မှာပါဝါတွေရှိတယ်အဲ့ပါဝါတွေကြောင့်အရာထွက်နေတယ်လို့ပြောတယ်လူမှလည်းဒီကောင်ကပြောင်းမရှိပါဘူးဆိုရင်ဟုတ်လားဘာဝဘာသာမပြောင်းပါဘူးကွာလူမျိုးပြောတာရှိတယ်အဲ့လိုပဲမမြင်ရတဲ့သူတွေကလည်းလူတွေရဲ့ကိုယ်ရောင်ကိုယ်ပါကိုကြည့်တယ်တဲ့ဥမာနတ်တွေပါလေကိုယ်စောင့်ရှောက်ပေးတဲ့ပုံကိုယ်တွေရှိတယ်အဲ့လိုပါဝါရှိနေတဲ့သူတယောက်ကိုမမြင်ရတဲ့အဆောင်ရှောက်တဲ့အော်တိုပါနေတယ်တခုခုဖြစ်မဲ့ဆိုတော့အကြောင်းကြတာအလန်းပေးတာမျိုးပေါ့နော်ဒီကိမသွားပြအောင်ဓာတ်ရိုက်ပြောလို့ရတာရှိတယ်မဟုတ်တော့သွားဖို့မသိတော့တဲ့ဟာဆိုကားဘိန်းဖောက်လိုက်တာမျိုးတို့ကာပြက်ပေးတာအမျိုးမျိုးရှိတယ်ပေါ့လေနော်တခါတည်းတခါကြီးအလုတ်တိတ်ရှုလိုက်စိတ်ကမလွယ်ရဘူးငါမင်းတို့ကြိုးခိုင်းတာမပြီးဘူးလားဘာညာတခါတည်းအဲ့ဒီအခက်ခဲကကိုယ်ကဲသွားတာတွေရှိအကုန်လုံးအေးအေးဆေးဆေးလေးနဲ့ဖြည့်ရှင်းတာအကောင်းပါမယ်တက်ကြွတဲ့စိတ်ထားတာကတစ်မျိုးနော်တို့ပြဿနာဖြည့်ရှင်းတဲ့နေရာမှာအေးအေးဆေးတခုခုဖြစ်ပြီဆိုရင်ဘာကြောင့်လို့ပြန်စဉ်းစားအကယ်၍စိတ်ထဲမှာထင်နေတယ်ဆိုဂုဏ်တော်တွေများများပွားမေတ္တာပို့အဲ့ဒါလုံခြုံရေးပဲတိတက်ကောင်းတဲ့လုံခြုံရေးမသိကြဘူးဘလောက်ခန့်ထားတယ်အဲ့လူတွေပြန်လောက်ကြရင်ဘာမှမတတ်နိုင်ဘူးနော်အဲ့တော့ဟက်ကာတွေလည်းဆိုလည်းအတွင်းထဲဒီကိုဟတ်တာလေနော်အဲ့သတိထားမှချက်ဒါကြောင့်ဝိရိယရှိရမယ်အေးအထာနောက်ကြရင်ဘဝမှာအရာရာနောက်ကြတော့တာတနေ့ကိုတနာရီချိန်ကျွန်းတစ်နှစ်ကို15ရက်ရှိတယ်တနေ့ကို2နာရီချိန်ကျွန်းတစ်နှစ်ကို1လနောက်ကြတော့1လလုံးလုံးဘုံဂိမ်းစောတဲ့ကလေးတွေကိုမေးတယ်ဂိမ်း4နာရီလောက်စောတယ်တနေ့4နာရီဆိုတစ်နှစ်ကို2လဆုံးရှုံးသွားတယ်အဲဂိမ်းစောတဲ့သူတွေအဲ့ချိန်ကြီးတဲ့အခါညကြတော့မယူမနေ့ကြတော့9နာရီ10တိုင်းမှထားလူတွေလွတ်လွတ်မဲ့ချိန်ကြော်သွားပြီဟုတ်လားအဲလူကောင်းတရားလို့လွတ်လွတ်မဲ့ချိန်ကြော်သွားပြီလေအဲ့တော့သူတို့ရဲ့အိတ်ချိန်ကပုံမှန်အိတ်ချိန်မှာမအိတ်နိုင်တဲ့အတွက်ဘာဖြစ်လဲဆိုတော့သူ့ရဲ့အိတ်ချိန်ကပါဝါမပြည့်ဘူး energy မပြည့်ဘူးအဲ့ဒါကြောင့်တင်းနေကုန်သူကလန်းလန်းဆန်းဆန်းမရှိလူကမလန်းတော့ဘူးအတစ်မဖြစ်တော့ဘူးဆိုသူနဲ့ communicate လုပ်ရတဲ့သူတွေကသူနဲ့အလုပ်လုပ်ရတာဆက်ဆံတယ်စိတ်တိုင်းကိုမကြတော့ဘူးဖြစ်သွားတယ်ဟောဒါကြောင့်ဝိရိယထားရမယ်စောစောအိတ်စောစောထားတဲ့လေအလေးချင်းအနေ7တက်တောင်းမကြသေးဘူးအကောင်းဆုံးတော့10နာရီဝန်းကျင်10နာရီခွဲလောက်အိတ်တာကောင်းတယ်အဲ့တော့9နာရီကျော်လောက်ဆိုအရေးမကြီးရင်ဖုန်းပြောတဲ့ကိစ္စလွယ်ရင်အရေးမကြီးရင်ခုနပြောတဲ့ Facebook YouTube TikTok သုံးတာတွေကိုဘုန်းတို့ဖယ်ထားဖို့လိုတယ်။ဘာလို့မအိတ်ခင်နဲ့တော့နိုင်ဝက်လောက်ကြော်ပြီး screen time ကဘုန်းတို့က digital webling ကိုတခါလေးလောက်တာ။အဲ့ဒါလေးတခါလေးလောက်တာကိုကောင်းတယ်။ဘုန်းတို့ဖုန်းနေဆိုမှကိုယ်ခွဲ10နာရီအဲ့ဒါမျိုးဆိုရင်သူ webling ခါနဲ့ပေးတာအဲ့ချင်း screen off ပြီ။နော်။အဲ့ကိုကဖုန်းပြောဖို့လိုတယ်ဆိုရင်သူ့ရဲ့ဆိုင်တဲ့ဒီ application တွေကိုပါတခါလေး webling လုပ်ပေးတာ။ဖုန်းပြောလို့တော့ရတယ်။ Facebook သုံးလို့မရတော့ဘူး။ YouTube သုံးလို့မရတော့ဘူး။ digital webling ကအလကားထည့်ပေးထားတာမဟုတ် system မြင့်တဲ့ဟာလေးတွေမှာသုံးလို့ရခါတဲ့ဖွင့်ထားလိုက်အဲ့ဒါဆိုဘုန်းတို့ကအိတ်ချိန်မှန်းလာမယ်အိတ်ချိန်မှန်ထချိန်မှန်မယ်အိတ်ချိန်ထချိန်မှန်းလာပြီဆိုရင်လူကပါဝါပြည့်တာလင်းတာတဲ့ပါဝါရှိခြားချင်းပြည့်တယ်အခုအိတ်ရထားတယ်ခြားချင်းမပြည့်ဘူးခြားချင်းမပြည့်တော့ဘုန်းတို့ effort အားထက်ပြီးလောတဲ့အလုံးမှာကာယကဝရိယကိုအားမပါစေတသိကဝရိယစိတ်အားလည်းမနှင့်နိုင်ဘုံတင်တန်းချိန်တွေဘလောက်များပြောပြီးဟောပြီးဆိုရင်စကားပြောပြီးဆိုအားအပြည့်နဲ့ပြောတာဒီချက်ခြားခြင်းကအမြင်နဲ့ဘုံက recover လုပ်တယ်ဟုတ်ပြီလားဒါကြောင့်ဝိရိယရှိရမယ်ဟော
နော်ဝရိယရှိဖို့သူများခိုင်းလို့ရလားမရဘူးကိုဝရိယနဲ့ကိုထားဒါကြောင့်ဘုန်းလူငယ်သင်တန်းနေကြအာထုရ reader to leader ဒီအာထုရသင်တန်းနေကြဘာလို့မနဲ့အိပ်ရပဲချိန်ထားဒီနေ့ဖုန်းဘလောက်သုံးဂိမ်းစော့ခြင်းဘလောက်ရှိတယ်ဖုန်းပြောခြင်းဘလောက်ရှိတယ်ကိုယ့်ရဲ့ time management ကိုယ့်ကိုယ်ပုံတင်ပြအဲ့ဒီတိုင်းနေလို့မိကုမင်တိုးတက်မဲ့လို့ယုံကြည်လားယုံကြည်စက်နေဒီတိုင်းနေတာမယုံကြည်သေးဘူးထင်မင်းအဲ့ဒါဆိုဘာတွေ short လဲ waste time တွေပဲဟာတွေဖြစ်နေတယ်ကိုယ့်ကိုပြန်မြင်အောင်ကြည့်အဲ့ဒီ short ချwaste time တွေ short ချလိုက်တဲ့လူကတန်ဖိုးရှိတဲ့အချိန်တွေ valuable time တန်ဖိုးရှိတဲ့အချိန်တွေတက်လာဒါကြောင့် time management မှာအရေးကြီးဆုံး waste time တွေအရင်ဘုံတော့ cancel လုပ်ဖို့ပဲအဲ့ချိန်တစ်ခုတစ်ခုသုံးပြီဆိုဒီအချိန်ရဲ့တန်ဖိုးကိုပြန်တွက်ကြည့်တန်လားတန်တယ်ဆို73မတန်ဘူးဆိုအဲ့ချိန် short ချလိုက်အဲ့ချိန်ကြဘာလုပ်မလဲစာဖတ်မယ်ဒါမှမဟုတ်ကောင်းတဲ့စကားပြော speak ကောင်းတာတွေကိုနားထောင်မယ်တရားတွေနားမယ်အဲ့ဒီကနေပြီးတော့ကိုကအတိတိုးရတာနဲ့ကိုယ့်ကိုယ်ပါပြတယ်အချိန်ရဲ့တန်ဖိုးကမြင့်မြတ်သွားတယ်အချိန်ဟာရွှေအချိန်ဟာငွေ time is money time is gold Abraham Lincoln ကတော့ဒီလုံးနဲ့ပြောတယ် time is everything အချိန်ဟာအရာရာတိုင်းပဲဒါအချိန်ရဲ့တန်ဖိုးကိုလဲယူပြီးတော့အမေရိကန်နိုင်ငံရဲ့သမ္မတကြီးဖြစ်လာတာလေညီတွင်းစစ်ကြီးကိုငြိမ်းအောင်လုပ်ခိုင်းနေကြလေလူပြူလူမဲခွဲခြားနေတဲ့ complex ကြီးကိုပြေလည်အောင်လုပ်နိုင်ခဲ့တယ်လေတန်ချင်းဘယ်လောက်မြင့်သွားလဲနိုင်ငံကြီးပါမြင့်သွားလူတယောက်တန်ချင်းမြင့်လိုက်တဲ့နိုင်ငံကြီးပါမြင့်သွားဒါကြောင့် waste time တွေကို short ချပါပြီး waste time တွေနည်းနည်းမြတ်နေအောင်နေပါအဲ့ဒါဆိုလူကတန်ဖိုးတက်လာတယ်နော်အဲ့ဒီအတွက်ဆိုရင်ဒါဝိရိယဆိုတာအချိန်နဲ့လဲယူရတာတောင်မြို့မှာကတော့ဆရာတော်ဘုရားကြီးတော့ပြင်းတယ်ပြင်းတစ်ခါပြင်းအလုပ်တစ်ခုထားလို့ဆယ်ခါပြင်းတော့အလုပ်ဆယ်ခုပြီးသွားတယ်ဟုတ်လားတခါကြီးကကောင်မတွေနော်ပြင်းရင်မလုပ်ခိုင်းတာအလုပ်ထားလို့ဗျာပြင်းသားဟာဆိုတော့ပြင်းချိန်တော့မရတော့ဘူးဟုတ်တယ်တကယ်အလုပ်များလဲဘုန်းတို့ပြင်းချိန်မရတော့ဘူးဘုရားကြီးစကားပြောလဲတန်ကြီးရှိအောင်ပဲပြောတော့တာလေပြင်းချိန်မရတော့အလုပ်လုပ်လူကအလုပ်မရှိရင်လေးနေတာအဲ့လေးပါများတော့လူကပေါ့ပြီးတော့ဘာတွေဖြစ်လို့ဖြစ်နေမှမသိတော့ဘုံဘုံလူတယောက်လာပြောတာငါဘိုးကငါဘသူအတွက်ရှင်သန်နေရမှကြောင်းတော့မသိဘူးဆိုလတ်လတ်ပြောကြတာတွေရှိမင်းအချိန်နေဘလို့နေတော့ဆိုသူ့မှာရေရတဲ့အချိန်မရှိဘူးဒါကြောင့်လူကအချိန်လေးရင်လူကလေးသွားတာ waste time ဆိုတာကကိုယ့်ရဲ့ဘဝကိုလေးဝိတ္တိဝါဒနာဖြစ်အောင်လုပ်ပြတာဒါကြောင့်အချိန်ရွှေအချိန်ငွေအချိန်ဟာအရာရာတိုင်းပဲအချိန်နဲ့လဲယူကိုယ်ဝရဲ့တန်ဖိုးဒါဆို meaningful ဖြစ်တယ်အဓိပ္ပာယ်ရှိတယ် valuable ဖြစ်တယ်တန်ဖိုးတက်သွားတယ်ဆိုတော့ဘယ်နှခုရှိသွားပြီလဲinternet မှာ2မျိုးရှိသွားပြီကိုကျင့်သိက္ခာကောင်းအောင်မယ်ဝိရိယရှိရ external မှာ2ခုဘာလဲပါတော့ external မှာနံပါတ်1မိတ်ဆွေကောင်းရှိရမယ်နံပါတ်2အဆုံးအမကောင်းနေနိုင်ယူရဟောဒါ external မှာနော်မိတ်ဆွေကောင်းရှိရမယ်အဆုံးအမကောင်းနေနိုင်ယူရမယ်အခု internet မှာဆိုရင်ကိုကျင့်သိက္ခာကောင်းအောင်မယ်ဝိရိယရှိရမယ်နောက်ဆုံးတစ်ခုကပညာရှိရမယ်နော်ဘုသူတ္တအကြမြင့်ဘုသူတ္တဆိုတာများများသိထားတဲ့အရာတွေပဲနော်ဘုသူတ္တကိုအခြေခံပြီး knowledge to wisdom knowledge ကောင်းတဲ့သူတွေက wisdom ဖြစ်အောင်လုပ်တယ် wisdom ဆိုတာကအမျိုးမျိုးသတ်မှတ်လို့ရတာဥပမာဘုန်းတို့ခု Warren Buffett ကဘုန်းတို့ Coca-Cola တောက်ရင် तू ကပတ်စံနေရတကဘာလုံးကကြိုက်တဲ့နိုင်ငံ Coca-Cola တောက် Warren Buffett ဖိုးကြီး90လောက်ရှိပြီ तू ကပတ်စံရMcDonald မှာသွားထိုင်ရင် तू ကပတ်စံရအဲ့ဒါမိရထားကြီးတွေဟိုလျှက်စစ်ရထားကြီးတွေစီ तू ပတ်စံရ तू investment လိုက်လုပ်ထားတာပြောချင်တာနော် तू တော့စာထိုင်ပဲနေ့4နာရီတော့စာဖတ်တယ်ဒကာကြီးကိုကမောင်တို့ကိုယ့်ရဲ့ဝန်းကျင်ကိုဖွံ့ဖြိုးတိုးတက်ခြင်းဒကာကြီးစာဖတ်ခြင်းရောလို့မရဥဆောင်တဲ့သူကဘုဒ္ဓရအကြမ်းမြင်များရင်အဲ့ကိုယ့်ရဲ့ဝန်းကျင်တစ်ခုလုံးကိုလွှမ်းချော်တာလည်းလွယ်တယ်နော်အချိန်တိုင်းငွေတွေဖြစ်အောင်လည်းလုပ်ဖို့လွယ်တယ်ဒါကြောင့်ဘုန်းတော်ကပညာဉာဏ်ရှိရဘုဒ္ဓရအကြမ်းမြင်များရမယ်ပညာဉာဏ်ကြီးမားနော်အဲ့ဒါတော့5ချက်ပေါ့ဗျာဘယ်နှချက်တော့ဆိုတော့ external က2ခုဘာနဲ့ပါတော့မိတ်တွေကောင်းရှိရမယ်ဆုံးမကောင်းနားထောင်ရမယ် internet က3ခုပါလေတော့ကိုကျင့်သိက္ခာကောင်းရမယ်ဝိရိယရှိရမယ်ပညာရှိရမယ်ပေါ့ဗျာလွယ်လွယ်ပြောရင်နော်အဲ့ဆိုအတွင်းအားက3ခုအပြင်အားက2ခုအားပဲ2ခုလို့အေးချင်းပဲနေရတော့အဲ့ဒီဤချင်း9ရက်ပြည့်စုံရင်လောကုတ္တရာနယ်ပယ်မှာလေ
သောတပန်တဂရကနာဂယဟနာဖြစ်အောင်လုပ်ယူလို့ရတယ်လောကီနယ်ပယ်မှာလဲတန်းဝင်ပေါဝင်ဖြစ်တဲ့လူတယောက်ပညာရှင်တယောက်လို့ရက်တည်မယ်စီးပွားရေးသမားကောင်းတယောက်လို့ရက်တည်မယ်နိုင်ငံရေးသမားကောင်းတယောက်လို့ရက်တည်မယ်ဟိုပါဠိယငပိချက်တော့မလုပ်ချင်နဲ့ professional ဆိုတာတလိုင်းပဲကောင်းတယ်ဟုတ်လားဘုဒ္ဓတရှိတာကောင်းတယ်နေရာတကာပိုင်း professional skill တွေညော့သွားတယ်ကိုယ်စီးပွားရေးပညာရှင်လုံးမလားနိုင်ငံရေးပညာရှင်လုံးမလားလူမှုအကျိုးပြုတဲ့ပညာရှင်တယောက်အနေနဲ့ရက်တည်မှာလားဟုတ်လားကိုယ့်ရဲ့ဝါသနာကိုအရင်ခံတဲ့အဲ့ဒီနယ်ပယ်မှာဆရာသူပါရဂူမြောက်အောင်လေ့ကျင့်အားထုတ်လို့ရပါတယ်เนาะဒါကဘုံဘုံကမေဂိယသုတ်တံကိုပြောနေတာပါเนาะဇလန်လေးကိုအချင်းချုပ်ပြောရင်မေဂိယဆိုတဲ့ယဟန်တစ်ပါးဖရာရဲ့နောက်လိုက်ပါပစ္ဆသမဏဘုရားကကြော့သွားတဲ့အခါကျတော့တရားချိန်တစ်ချမ်းတည်းတော့ဒီတရားချိန်ကြီးကိုထိုင်ပြီးတရားအားထုတ်ချင်တာလေလို့ပြောတော့မြတ်စွာဘုရားရှင်မေဂိယမင်းဒီနေရာမှာအောင်မြင်မှုမရနိုင်ဘူးလို့ပြောတော့မြတ်စွာဘုရားအရှင်ဘုရားရဲ့တပိတ်တွေသင်္ကန်းတွေယူသွားတော့ဗျာတပည့်တော်လမ်းပေါ်ချထားခဲ့တော့မှာအဲမြတ်စွာဘုရားရှင်မေဂိယငါတစ်ပါးတည်းရေဝဲကန်းလောက်တာမေဂိယငါတစ်ပါးတည်းရေပြောမရဘူးဒီမေဂိယအဲ့တပိတ်တွေသင်္ကန်းတွေကိုချထားခဲ့မယ်ဆိုကန်းကပေးဆိုဘုရားအဲ့ဒါတပိတ်တွေသင်္ကန်းတွေယူပြီးဆွမ်းကကြွသွားမေဂိယယဟန်ဒီထဲမှာတရားအားထုတ်တယ်မျက်စိလည်းမှိတ်လိုက်ရောဘဝတော်ခဲ့တဲ့မိန်းမတွေပြန်မြင်တယ်သူကအဲ့တရားချိန်ကြီးကဘယင်းနေနဲ့ဘဝပေါင်း900ဖြစ်ခဲ့တယ်မိဖုရားကြီးနဲ့ပျော်ပါဘူးလေမျက်စိလည်းပိတ်လိုက်ရောအတိတ်ကအထုံတွေကလိုက်လာပြီးတော့ကာမဂုဏ်စိတ်တွေဖြစ်နေတာဟိုနောက်တော့ဘုရားစီပြန်သွားတယ်ဘုရားရှင်ကမိုက်စိတ်ကြီးတစ်ခုထားခဲ့တယ်ဗါတော့မေကြီးကငါတစ်ပါးရဲတယ်ဆိုသာသမီတွေတပည့်တွေမလိမ္မာချင်းပြန်လာရင်လာလို့ရအောင်ဖွင့်ပေးတဲ့စကားလေးတည်းလို့မဟာကရုဏာဉာဏ်တော့မေကြီးကဘုရားရဲ့အဆုံးအမမပိုင်မဖွင့်ပြိုးနိုင်သူတို့မေကြီးကဘုရားကိုစန့်ကျင်တော့ဖြစ်တဲ့အတွက်သူ့ကိုနော်ဖွင့်ပေးထားတဲ့စကားလုံးလေးမေကြီးကငါတစ်ပါးရဲ့ဆိုဘုရားရှင်ကလိုတယ်ထင်ပါတယ်လို့ပြန်သွားတယ်အဲ့မှာဒီသုတ်တန်ကိုဟောတဲ့အခါအဲ့ဤချင်း၅ခုလိုတယ်ကွာတော့မေကြီးကသောတပန်တည်တယ်ရှင်မေကြီးကဟုတ်လားအဲကြောင့်မေကြီးကသုတ်တန်မှာဘုရားရှင်ဟောတဲ့အတိုင်းလူတယောက်လောကီလောကုတ္တရာနယ်ပယ်တည်တည်မှာအောင်မြင်မှုရဖို့တော့ဟောဒီဤချင်း၅ခုကိုစနစ်တကျလေ့ကျင့်ထားမယ်ဆိုရင်ဘယ်သူမှတားဆီးမရအောင်ဘယ်လိုခေတ်ဘယ်လိုစနစ်နဲ့ပဲသွားအဲ့ဒီတရားဟာတေချာပေါက်သူ့ရဲ့ကြိုးစားအားထုတ်မှု quality ပြည့်ရင်ပြည့်တယ်လို့အောင်မြင်ကြပါကလို့တိုက်တွန်းဘုံဘုံရဲ့ပြောကြားမှုကိုဒီမှာပဲဒီကုန်းချုပ်ပါတယ်